ဒီလိုပဲကြမ်းကန်နေမှာပြောထားတာပဲငါတို့တာမန်လူတွေလုံးလို့ရပါမလားအဆရှိသဖြင့်ပေါ့နော်ဟိုတန်ရတွေဝင်တာပေါ့ပေကငယ်ဒီချက်ကရာတွေစရေးတော့ကဒီကုန်းနဲ့လက်ဒီအကြောင်းပြောတော့ကလိုင်းကြောင်နေပြီလားဒါလက်တွေ့ဘဝမှာမဖြစ်နိုင်ပါဘူးဆိုရဲပေါ့နော်ဒီဝေဖန်မှုလေးတွေလည်းကြုံတွေ့ရတယ်ချက်တန်းလာတဲ့တဲမှာတွေ့ရတဲ့အခက်အခဲတစ်ခုပေါ့နော်ကြီးကြီးကိုမမကိုရှိပါတယ်အရင်လွန်ခဲ့တဲ့10စုနှစ်ပေါင်းများပါလောက်တည်းကကိုတိုင်းနဲ့လေ့ကျင့်အဲ့လိုမျိုးတော်ရုံပေါ့နော်ဟိုမယုံတတ်ဘူးဗျာဒါလုံးဝ myth တွေလားပေါ့နော်ဟိုဒီလိုပဲကြမ်းကန်နေမှာပြောထားတာပဲငါတို့တာမန်လူတွေလုံးလို့ရပါမလားအဆရှိသဖြင့်ပေါ့နော်ဟိုတန်ရတွေဝင်တာပေါ့ပေကငယ်ဒီချက်ကရာတွေစရေးတော့ကဒီကုန်းနဲ့လက်ဒီအကြောင်းပြောတော့ကလိုင်းကြောင်နေပြီလားဒါလက်တွေ့ဘဝမှာမဖြစ်နိုင်ပါဘူးဆိုရဲပေါ့နော်ဒီဝေဖန်မှုလေးတွေလည်းကြုံတွေ့ရတယ်ဒါပေမဲ့တဖြည်းဖြည်းချင်းလေးဟိုငယ်သိပ္ပံပညာနီးနဲ့ပဲဟိုချင်းကပ်ကြည့်တယ်ပေါ့နော်ဒီမြက်တွေဒီတန်းကန်တွေဟိုငယ်ခဏချာအောင်ပုံမှန်တိုင်းဆိုရင်စိတ်ချမ်းပါမှာလူချမ်းပါမှာโอเคเนาะအဲ့တော့အရင်ဆုံးလေးစိတ်ကိုပြုပြင်ပေးဖို့လိုအပ်တယ်လေကိုယ့်ရဲ့စိတ်ကိုဟိုကိုပုံမှန်အနေထားလေးစိတ်တွေတက်နေရမလို့မရှိဘူးကြာနေတာမျိုးမရှိဘူးပုံမှန်လူတယောက်ပေါ့နော်စဉ်စားသုံးသပ်နိုင်တဲ့အနေထားစိတ်ကြီးရောက်နိုင်အောင်လို့အတွက်အရင်ဆုံးလေးခင်ခင်တို့ကလူတွေကို awareness ပေးလိုက်တယ်ဟုတ်ပြီသူတို့ပြောင်းလဲမှုလေးကိုငါစိတ်ကလေးငြိမ်သွားတာထူကြသွားတာတွေ့လာပြီဆိုမှတကယ်လို့ရဲ့ဒီပညာရက်တွေကိုနည်းနည်းလေးပြန်ပြီးတော့ဝေမျှပေးတယ်ပေါ့ဆိုတော့ဒီချက်ကရာတွေဟုတ်ပြီ energy center တွေကိုမယုံဘူးဆိုရင်သူ့ရဲ့ဟာလေးတွေနည်းနည်းလေးလာကြည့်တာဟောချက်ကရာတိုင်းမှာ energy center တိုင်းမှာသူ့ရဲ့ characteristic လေးရှိတယ် physical characteristic ပေါ့နော် emotional characteristic သူ balance မမျှဘူးဆိုရင်ခန္ဓာကိုယ်မှာသူတိုက်ရိုက်သွားပြီးပြောတယ်စကားလေးတွေပြောတယ်။ဥမာခိုင်းတော့ဒီ heart chakra လေးပေါ့။heart chakra လေး unbalance ဖြစ်နေတယ်။ဘလို့သိနိုင်တယ်လဲပေါ့။ဟုတ်ပြီအဲ့ဆိုရင်ဒီမှာလေးစိတ်တွေရမ်းတူနေသလား။ပေါ့နော် aggressive ဖြစ်နေသလား။ကိုယ့် anger တွေကို management လုပ်နိုင်နေသလား။ Okay တော့ကိုကသူများအပေါ်မှာကိုယ့်ရဲ့ယုံကြည်မှုတွေတန်တရားတွေနည်းနေပြီလား။သူတို့ပေါ်မှာတန်တရားတွေများဒါမှမဟုတ် jealousy တွေပေါ့နော်မနာလိုတာတွေများနေပြီလားဟုတ်ပြီအဲ့လိုလေးဆိုရင်ကိုကပေါ့နော်ညီမလေးဒီ breathing လေးလုပ်ကြည့်ဒီ exercise လေးလုပ်ကြည့်ဒီအစားအသောက်လေးလုပ်ကြည့်ဒီအနံ့လေးရှူကြည့်ဒီအဝတ်စားလေးဝတ်ကြည့်အမိအဆင်ပြေလားညီမလေးအဆင်ပြေလားသူ့အရင်ဆုံးလေးစမ်းသပ်ခိုင်းလိုက်တယ်လို့လေ့ကျင့်ခိုင်းလိုက်ကြည့်ငါပြောတာတွေကိုယုံဒါကြီးတွေမှာအမှန်လို့တရက်တည်းမပြောဘဲနဲ့သူ့ကိုလေ့လာခွင့်စူးစမ်းခွင့်ပေါ့နော်စမ်းသပ်ခွင့်ပေးလိုက်တယ်အဲ့လူဆိုတာကကောင်းရင်လက်ခံတာပဲလေမကောင်းရင်လက်မခံဘူးပေါ့သူတို့သိတာတဲ့ပြောင်းလဲမှုလေးတွေကြုံမှဒီလေ့ကျင့်ခန်းလေးတွေဒီလေ့ကျင့်စဉ်လေးတွေကသူတို့တွေအကျိုးရှိပါလားလို့သူ့ကိုယ်တိုင်သူတို့လက်ခံသွားတာငါဒါပြောတာတွေအမှန်မှားလို့ပြောရင်မယုံဘူးအဲ့တော့ခင်ဗျားတို့ကအရင်ဆုံးတော့သူတို့ကိုလေ့လာခွင့်စမ်းသပ်ခွင့်စူးစမ်းခွင့်ဘာလို့ knowledge လေးတွေခင်ဗျားတို့က sharing လုပ်ပေးရတယ်ပြီးတော့မှသူတို့ကိုယ်တိုင်လက်ခံမှဒီအားလေးတွေကိုဟုတ်ပါလားသစင်စကားသစင်သားလေးတွေနဲ့ပေါ့နော်ပြန်ပြီးတော့လူသိလာတယ်အဲ့ဒါမှဒီလေးကျင့်ခန်းလေးတွေဥဒ္ဒဆိုရင် chakra healing တွေဒါတော့ kundalini healing တွေထက်စားလာတယ်ဆိုတာသူတို့ကကိုယ်တိုင်လေ့ကျင့်လို့အဆင်ပြေသွားတော့မှဒါတန်တဲ့လူတွေကိုပြန်ပြီးတော့ sharing လုပ်တာဟုတ်အဲ့ဒီနည်းလေးနဲ့ခိုင်ရတော့ကတော့လုပ်ပေးခဲ့ရတာပေါ့နော်ပထမအစပိုင်းမှာတော့အရန်ခက်တာပေါ့နောက်ပိုင်းမှာတော့အခုဆိုရင်တော်တော်များများလက်ခံတာ